ဇနီးတဲ့တစ်တော်ခုတ်တဲ့အလုပ်ကိုလင်းနဲ့အတူကူညီလုပ်နေစဉ်မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီအဖြစ်အပျက်ကြောင့်သူမလက်တစ်ဖက်ဆုံးရှုံးခဲ့ရပါတယ်။လက်ကိုဆုံးရှုံးပြီးနောက်သူမဟာလူတစ်ယောက်အဖြစ်လုံးဝပြောင်းလဲသွားခဲ့ပါတယ်။သူမရဲ့ကဘာကြီးအမောင်ဖုံးသွားသလိုဖြစ်လာပြီးစိတ်တူလွယ်တော့ထွက်လွယ်လာခဲ့ပါတယ်။လင်းဖြစ်သူကိုအပြစ်တင်နေပြီးသူချစ်တဲ့မိန်းမကိုပြန်လဲချီးမြှင့်ခြင်းတဲ့စိတ်နဲ့သူတို့ပိုင်ဆိုင်သမျှကိုရောင်းချကတာမဏီမဟုတ်ပဲရွှေစစ်စစ်နဲ့လှုပ်ထားတဲ့လက်တစ်ဖက်ကိုသူမတွက်ပြက်ဦးလုပ်ပေးခဲ့ပါတယ်။သူမဟာအဲ့ဒီရွှေလက်ကိုချက်ချင်းချစ်မြတ်နိုးသွားပြီးရခင်ကရှိခဲ့တဲ့ယုံကြည်မှုကိုတဖြည်းဖြည်းပြန်လည်ရရှိလာခဲ့ပါတယ်။ဒါပေမဲ့သူတို့မမျှော်လင့်ထားတဲ့အရာအဲ့ဒီရွှေလက်ကပဲနောက်ဆုံးမှာသူမကိုပျက်စီးစေမယ်ဆိုတာပါရှားပါတဲ့တတုကိုအချိန်ကြာဝတ်ဆင်ထားခဲ့တာကြောင့်ဟေဒါဟာထူးဆန်းပြီးရှားပါတဲ့ယောဂတစ်မျိုးကိုခံစားလာရပါတယ်။ဆရာဝန်ကလက်ကိုချက်ချင်းဖယ်ရှားရမယ်မဟုတ်ရင်အခြေအနေပိုဆိုးလာမယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့ဟေဒါကတအားကိုခေါင်းမလုံးခဲ့ပါတယ်။သူမကလက်ကိုဖြုတ်မယ်အစားတည်ခြင်းနဲ့လို့တောင်ပြောခဲ့ပါတယ်။သူမတည်သွားရင်ရွှေလက်ကူပါအတူတကိုမြုပ်နှံပေးရမယ်မဟုတ်ရင်သူမပြန်လာပြီးလင်ကို6လက်မယ်လို့ဒေးဗစ်ကိုပြောထားခဲ့ပါတယ်။မကြခင်မှာပဲဟေဒါဟာသူမရဲ့ယောဂကြောင့်ကွယ်လွန်သွားခဲ့ပါတယ်။ဒေးဗစ်သူမနဲ့ကတိပြုထားသလိုရွှေလက်နဲ့အတူသူမကိုမြုပ်နှံပေးခဲ့ပါတယ်။ဒါပေမဲ့သူမတည်ဆုံးပြီးမကြခင်မှာပဲစီးပွားရေးအခြေအနေကဆိုးရွားလာခဲ့ပါတယ်။ဒေးဗစ်ရဲ့လက်လုပ်ပရိဘောဂရီမယောင်းတော့ပဲရွှေတဲကိုပိုက်ဆံအလုံးထည့်ထားခဲ့လို့အစားတော့မဝယ်နိုင်တော့ပါဘူး။ဒီပြင်မပေးရသေးတဲ့အကျွေးတွေကလည်းတောင်လိုစုပုံလာခဲ့ပါတယ်။အဲ့ဒီအချိန်မှာဒေးဗစ်ဟာအမှန်တရားကိုသတိပြန်ရလာပြီးရဲတင်းဆုံးဖြတ်ချက်တစ်ခုချခဲ့ပါတယ်။ဒုထွန်တလက်ယူပြီးတင်ချိုင်းကိုသွားကကိုဇနီးရဲ့တင်ချိုင်းကိုကိုယ်တိုင်ဒူးဖော်ပြီးရွှေလက်ကိုပြန်ယူလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဟေဒါဟာရုတ်တရက်မျက်လုံးဖွင့်လိုက်ပါတယ်။ကြောက်လန့်သွားတဲ့ဒေးဗစ်အားလုံးကိုလွတ်ချပြီးရွှေလက်ကိုကွင်ထားရင်းအိမ်ကိုပြေးပြန်သွားခဲ့ပါတယ်။အိမ်ထဲဝင်လိုက်တာနဲ့တပြိုင်နက်အပြင်မှာလေပြင်းတွေဝူးတန်နဲ့တိုက်ခတ်လာပြီးအမောင်ထဲထူးဆန်းကြောက်စရာအတန်တစ်ခုထွက်ပေါ်လာခဲ့ပါတယ်။အိမ်တလုံးလုံးတုန်ခါလာပြီးဇနီးရဲ့ဓာတ်ပုံပေါင်းမြေပြင်ပေါ်လဲချက်ကကွဲကြေသွားခဲ့ပါတယ်။နောက်ထပ်ဖြစ်လာတဲ့အရာဒေးဗစ်ကိုအလုံးမင်းကြောက်လန့်စေခဲ့ပါတယ်။မျက်စိတစ်ချက်မလို့အတွင်းမှာပဲဓာတ်ပုံထဲဟေဒါရဲ့ပုံရိပ်ဟာလုံးဝပျောက်ကွယ်သွားခဲ့ပါတယ်။ယုံကြည်လို့မရတဲ့မြင်ကွင်းကိုကြည့်ရင်ဒေးဗစ်ရွှေလက်ကိုခိုင်ကွင်ထားပြီးကြောက်ရွံ့စိတ်နဲ့အိတ်ခမ်းထဲကိုလဲသွားခဲ့ပါတယ်။အဲ့ဒီအချိန်တစ်ချိန်တဲမှာပဲတခါပြင်ဘက်ကနေဇနီးရဲ့ဒေါသပြင်းထန်တဲ့အော်ဟစ်တန်ကိုကြားလိုက်ရပါတယ်။